ပြင်ပမှာအမြဲဒေါသထွက်နေပြီးလူတိုင်းကိုစိတ်တူနေတဲ့အကူတယောက်အကြောင်းပါဒါပေမဲ့သူ့ဘဝကိုလူတချို့ကလုံးဝပြောင်းလဲပြလိုက်မှာပါဇလန်ကတော့အော်တိုဆိုတဲ့အကူကြီးကုံမဆိုင်မှာကျိုးတစ်ချောင်းဝယ်နေတာမျိုးစားပါတယ်ငွေရှင်းတဲ့အချိန်မှာငွေရှင်းဝင်တဲ့နဲ့အတော်လေးအငင်းပွားလိုက်ပါတယ်အလောက်ကအငင်းစားယူပြီးအင်တင်လိုက်တာနဲ့ဝယ်လာတဲ့ကျိုးကိုမိဖို့ကြောင့်မှချီလိုက်ပါတယ်အော်တိုကသူ့ဘဝကိုရက်တက်မှုပြင်ဆင်နေတာဒါပေမဲ့အဲ့ဒီချိန်မှာပဲလမ်းတစ်ဖက်ကအိမ်ကိုပြောင်းလာတဲ့မိသားစုကယူဟောဆွဲကားကိုနောက်ဆုတ်ရင်ရှုပ်ရှက်ဖက်နေတာတွေ့တော့အော်တိုလည်းကို့အလုပ်ကိုဆက်မလုပ်နိုင်တော့ပဲဒေါသတကြီးအပြင်ထွက်ပြီးပြင်လိုက်ရပါတော့တယ်အိမ်ကြီးချင်းတစ်တွေကတော့ Tommy Mendes ဇနီးဖြစ်သူကိုဝင်ဆောင်မျိုးသမီးလေးမာရီဆိုအမီလီယာဖြစ်တဲ့လူနာနဲ့အပီတို့ပဲဖြစ်ပါတယ်အော်တိုကအိမ်ကြီးချင်းတစ်တွေကိုကူညီပေးပြီးအိမ်ပြန်လာပါတယ်စီကမသိတဲ့လူတွေထက်ရောက်လာပြီဆိုပြီးတွေးလိုက်ပါတယ်ဒါနဲ့ပဲလုံးလက်စလုပ်ကိုဆက်လုပ်ဖို့ပြင်နေတော့မှတိုမီနဲ့မာရီဆိုကအော်တိုအတွက်မက္ကဆီကန်အစားအစာတစ်ပကံလာပို့ပါတယ်မာရီဆိုရဲ့အစားအစာကိုစားကြည့်ပြီးနောက်အော်တိုကလုံးလက်စလုပ်ကိုဆက်လုပ်ပါတယ်သူ့ရဲ့အာရုံမှာဇနီးဖြစ်သူဆိုညာနဲ့အတူရှိခဲ့တဲ့အမှတ်တရတွေပြန်ပေါ်လာပါတယ်ကျိုးကမျက်နှာချက်ကနေပြုတ်ကျလာပါတယ်နောက်နေ့မှာတော့အော်တိုကဆိုညာစီကိုပန်းကြီးတစ်စီးနဲ့သွားရောက်ပြီးဆိုညာအသက်ရှင်နေလို့စကားပြောပါတယ်သူတို့နှစ်ယောက်ရဲ့ချစ်စလန်းကိုပြန်ပြောင်းအမှတ်ရမိပါတယ်ကိုစင်ကလူငယ်အော်တိုကတက်ထဲဝင်မှုကြိုးစားခဲ့ပြီးရိုးရိုးလိုက်နှလုံးချွတ်သားကြီးရဲ့ယောဂကြောင့်အောင်မြင်ခဲ့ပါဘူး။အိမ်ပြန်လာတဲ့ရထားပေါ်မှာဆိုညာနဲ့အမှတ်မတင်နဲ့တွေ့နေရတယ်။သူမနဲ့ဆိုင်စကားပြောရင်အော်တိုကဆိုညာကိုခဏချင်းချစ်မိသွားပါတယ်။သူကရထားမှစီးအောင်ပြလိုက်ရတဲ့အခါမှာဆိုညာကရထားကပူရှင်ပြပြီးတော့ပူသွားတဲ့1964ခုနှစ်ထုတ်မြေကျွေးစည်းတစ်စီးကိုအော်တိုကအမှတ်တရအဖြစ်နဲ့နှစ်ပေါင်းများစွာပြင်ထားခဲ့ပါတယ်။ဆိုညာမရှိတဲ့ဘဝမှာအော်တိုကတရက်ဆက်ပြီးရှင်သန်ရပြန်ပါပြီ။ပုံစံတိုင်းစနစ်ကျကျခွာကြနောက်ထပ်တရပါအော်တိုကသူ့ရက်ကွက်ထဲမှာဒေါသကြီးမျက်နှာတင်ပြီးစီကံကိုအလွန်နှင်းလိုက်နာပြီးဖြစ်မြင်နေကြည့်ပါတယ်။ဒါပေမဲ့သူ့အိမ်ချင်းချင်းနေရတော့အော်တိုနဲ့ခင်မင်မှုအငြင်းကြိုးစားတတ်ပါတယ်။အော်တိုကတော့လူများစုယူတွေရုပ်ပဲမြင်ပါတယ်။ဒီနေ့မှာတော့ထော်မီနဲ့မာရီဆိုကကုတ်တီးလာပို့ပြီးအော်တိုစီကလှေကားငှားတော့ပါတယ်။အော်တိုကသူ့စီလာနေကြလမ်းလေးကြောင်လေးနဲ့လည်းမခင်ဘူး။မာရီဆိုရဲ့ကလေးတွေနဲ့လည်းခက်တင်းတင်းနေပါတယ်။အဲ့ဒီနေ့မှာပဲတစ်ဖက်အိမ်ကအင်းကြီးချင်းအမီတာကလည်းသူ့အိမ်ရဲ့အပူပေးဆက်ကိုပြင်ပြီးလို့အော်တိုကိုလာတောင်းပါတယ်။အော်တိုကမလိုလားပေမဲ့နေရာဒီတုန်းကတင်ကားခဲ့တဲ့ရေပိုက်ကိုပြန်ပေးရမယ်ဆိုတဲ့အတွေးနဲ့ကူညီပေးလိုက်ပါတယ်။အော်တိုနဲ့အနစ်တာရဲ့ခင်ပွန်းလူပင်တို့ဟာအရင်တော့အရန်ရင်းနှီးရဲ့တမျိုးချင်းဖြစ်ပေမဲ့နောက်ပိုင်းမှာအေရှင်အသင်းကိစ္စတခုကြောင့်စီးရင်ကြွေးကြပါတယ်။လူပင်ကယောဂကြောင့်လုံးဝနေပါမလို့ရှားနိုင်တော့ပဲဂရင်ပေါ်မှာပဲနေရတဲ့အခြေအနေဖြစ်နေတာပါ။အော်တိုကအလုပ်ပြီးလို့ပြန်တဲ့ချိန်မှာလူပင်ကအော်တိုရဲ့ရေပိုက်ကိုလက်နဲ့အတင်းဆွဲကင်ထားပါတယ်။အော်တိုကသုံးမလဲကိုသူသိနေတယ်ပါပဲ။အော်တိုကဒီနေ့တော့ကားကိုယ်တော်ထဲမှာကားအင်ဂျင်ဖွင့်ပြီးကာဗွန်မိုနောက်ဆိုင်ဓာတ်ငွေ့ရှိနေတာလည်းကိုကျိုးရမှာပါ။အတိုင်ကမှာမာရီဆိုပေးတဲ့ကူပီကိုစားလိုက်ပါသေးတယ်။အော်တိုကကားထဲမှာထိုင်နေရင်ဆိုညာနဲ့ပထမဆုံးဒိတ်လုပ်ခဲ့တဲ့နေ့ကိုပြန်တရိရပါတယ်။သူတို့အပြန်အလှန်ပြောခဲ့တဲ့စကားတွေအစားမှတ်တင်ရှိနေတယ်မှာပဲ။အဲ့ဒီချိန်မှာတရုံးလုံးနဲ့တကားထုတ်တာပေါ်လာပါတယ်။မာရီဆိုကလက်နှစ်ဖက်စလုံးနဲ့ဂူလောင်တကားကိုအတင်းခောက်နေတယ်။တိုမီလေကားပေါ်ကပြေးကြသွားလို့ဆေးရုံပို့ပြီးအကူညီလာတောင်းတာဖြစ်ပါတယ်။မန်တက်စ်မိသားစုကြားလာတဲ့အော်တိုရဲ့ဘဝဟာဖိတိတ်စစ်စစ်ရှိတော့ပါဘူး။အော်တိုကဆေးရုံကိုလိုက်ပို့ပြီးလိုက်ရတာ။ဒီနေ့တော့အော်တိုတယောက်ကလေးစားတင်ရလာတယ်။ဆေးရုံကလူရှင်တော်တယောက်ရှာလာပြီးကလေးတွေကိုပြောပြီးအော်တိုစီကကျူစီမှာပါတယ်။အော်တိုကဆွညာပေးခဲ့တဲ့ကျူစီကိုပြေးလိုက်ပြီးပြန်ပေးရမယ်လို့သူချန်လေးမှာပါတယ်။လူရှင်တော်ကတိတ်ပတ်ပြပြီးပြန်ပေးတဲ့ငွေကျူစီဟာမူလသူပေးလိုက်တဲ့ငွေကျူစီမဟုတ်တဲ့အတွက်အော်တိုပြဿနာရှာပါတယ်။ဆုံးမှာတော့ထွက်လာတဲ့အော်တိုကလူရှင်တော်ဇက်လိုက်ပါတယ်။ဒီနေ့မှလည်းအင်းချင်းချင်းထွက်သွားဖို့လုပ်ခဲ့တဲ့အော်တိုကကလေးတွေနဲ့အတူစူးနေနေနေပြန်လာဖြစ်ပါတယ်။နောက်တစ်နေ့မနက်မှာမာရီဆိုကနှင်းထဲမှာလမ်းပြေးကြောင်လေးလဲနေတာကိုတွေ့ပါတယ်။ဂျင်နီကကူညီပြီးကြောင်ကိုနွေးအောင်လုပ်ပေးပါတယ်။ဒီလိုနဲ့အော်တိုရဲ့အိမ်ထဲကိုလူတွေနဲ့ကြောင်တွေဝင်လာကြပါတယ်။အော်တိုကရထားပူတာပြီးသွားပါတယ်။ဆိုညာကိုလက်ထောက်ခွင့်ထားတဲ့အချိန်ကိုပြန်ပြန်ပြီးရနေပါတယ်။အဲ့ဒီနောက်သူကရထားလမ်းပလက်ဖောင်းပေါ်ရှောက်သွားပြီးသူ့ရဲ့မပြီးပြတ်သေးတဲ့အလုပ်ကိုလုပ်ဖို့ပြင်ဆင်ပါတယ်။အဲ့ဒီအချိန်မှာပဲအမီးကလူတယောက်ရုတ်တရက်မီးလဲပြီးရထားလမ်းပေါ်ပြုတ်ကျသွားပါတယ်။အော်တိုတယောက်ထဲကရထားလမ်းပေါ်ခုန်ဆင်းပြီးအဲ့ဒီလူကိုကယ်တင်လိုက်ပါတယ်။ဒီလိုနဲ့အော်တိုဟာအလုပ်မပြီးပြန်ပါဘူး။မာရီဆိုကအော်တိုအဘီဆွဲပြထားတဲ့ပုံတစ်ပုံလာပြပါတယ်။ပုံထဲမှာလူအားလုံးကိုအဖြူအမဲနဲ့ဆွဲထားပြီးတော့အော်တိုတယောက်ထဲကိုပဲအယောင်စုံနဲ့ဆွဲထားတဲ့အကြောင်းပြောပါတယ်။ဂျင်နီကအကြောင်းကိုပြန်ယူလာပြီးသူ့မှာကြောင်အမွေးနဲ့ဓာတ်မတည့်လို့မမွေးနိုင်တော့ကြောင်းပြောပါတယ်။ဒါကြောင့်အော်တိုကမလူချင်တဲ့ကြောင်ကိုခုံမွေးထားလိုက်ရပါတယ်။အော်တိုကကြောင်ကိုဆွညာစီခေါ်သွားပြီးမန်တက်စ်မိသားစုအကြောင်းကြောင်ကိုဆွညာပြပြတယ်။အော်တိုရဲ့အိမ်မှာတော့အိမ်သားတူတိုးလာပြီးအော်တိုရဲ့အိမ်ရှာကိုလူ့ကြိုးစားချက်ရန်တွေ့လိုက်ရပါတယ်လေ။ဒီနေ့မှာအော်တိုဟာစပိန်နဲ့သတင်းစာဝင်စားလူတွေလင်းလာခွန်ဟာဇနီးဖြစ်သူဆွညာရဲ့ကျောင်းသားလေးဖြစ်ကြောင်းသိသွားပါတယ်
Malcolm က transgender တူဖြစ်ပြီးတော့ဆိုနီယာကသူ့ရဲ့ကိုယ်ပိုင်အဖြစ်ကိုပထမဆုံးလက်ခံခေါ်ပြီးခဲ့တဲ့ဆရာမဖြစ်ကြောင်းအော်တိုကိုပြောပြတယ်။ဒီစကားကိုကြားပြီးအော်တိုကဆိုနီယာပေါ်ကုန်တယ်လို့ Malcolm ပေါ်လဲပုံမှုပြည့်ပြည့်စွာဆက်ဆံလာပါတယ်။အော်တိုကမာရီဆိုကိုသူ့ရဲ့ manual gear ကားနဲ့ကားမောင်းတင်ပြီးကိုဆင်းဖြတ်ခဲ့ပါတယ်။အာယုံနောက်ခံစိတ်အရှိဆုံးထားပြီးကားမောင်းတင်ပေးပါတယ်။ pickup truck မောင်းလာတဲ့လူတစ်ယောက်ကဆက်မပြတ်မှုတည်နေတော့အော်တိုကကားပေါ်ဆင်းပြီးကော်လန်တော့ဆွဲတယ်။မာရီဆိုကမကြာခင်ကလေး3ယောက်အမှုဖြစ်တော့တဲ့အပြင်အိမ်လင်ဘွားတော်မသိကားပခင်ဖျောက်အောင်မထိုးလိုက်တဲ့ခပ်ပင်းပင်းခင်မင်းနဲ့တူမိသားစုဘဝကိုကောင်းကောင်းတည်ထောင်ထားနိုင်လို့ဖြစ်တဲ့အတွက်ကားမောင်းလာလိုက်ပြီးမတက်မြောက်စရာအကြောင်းမရှိဘူးလို့ပြမှတ်ပြီးအားပေးခဲ့ပါတယ်။ကားမောင်းတင်ပြီးနောက်အော်တိုကမာရီဆိုကိုသူနဲ့ဆိုရင်အမျိုးသားစားရဲ့မင်းဆောင်ကိုပေါ်သွားပါတယ်။သူနဲ့ဆိုရင်ဒီရက်ကွက်ကိုစပြောင်းလာတော့လူကျင်တဲ့အနစ်တာတွေနဲ့အရင်ရင်းနှီးခဲ့တယ်ပြောပြပါတယ်။အဲ့ဒီညမှာမာရီဆိုကအဘီနဲ့လူနာကိုခဏကြည့်ပြီးဖို့အော်တိုကိုပြင်တောင်းပါတယ်။အော်တိုကလည်းအဆင်ပြေလို့လက်ခံလိုက်မိပါတယ်။ကလေးတွေရဲ့အနေထားကိုတွေ့တော့စိတ်ညစ်သွားပါတယ်။ဒီနေ့အတွက်တော့အော်တိုမအားတော့ပါဘူး။နောက်တစ်ရက်မှာမာခွန်ရဲ့စပင်းချင်းအစင်တူဖြစ်နေတာကိုအော်တိုကပြင်ပေးခဲ့ပါတယ်။တထားလမ်းပေါ်ကလူကယ်တင်ခဲ့တဲ့အော်တိုရဲ့တင်ဟာ viral ဖြစ်သွားတာကြောင့် Cherry Benny ဆိုရဲ့ social media သတင်းကြောင်းတစ်ယောက်ရောက်လာပြီးအော်တိုကိုအစီအစဉ်တစ်ခုအတွက်အင်တာဗျူးလုပ်ချင်တယ်လို့ပြောလာပါတယ်။ဒါပေမဲ့အော်တိုကငင်းလိုက်ပါတယ်။မာရီဆိုကအော်တိုရဲ့အိမ်ကိုတန်ရှင်းလာကိုလုပ်ပြီးဆိုညာရဲ့အဝတ်စားဟောင်းတွေကိုရှင်းပြခြင်းကြောင့်ပြောပါတယ်။မာရီဆိုကအော်တိုကိုမှုပုံလုပ်ဖို့ပြောတာကိုအော်တိုကမခံနိုင်ဘဲစိတ်ထိခိုက်သွားပြီးမာရီဆိုကိုအော်ဟစ်နှောင်းရမ်းထွက်သွားခိုင်းတယ်။အဲ့ဒီအချိန်မှာအင်ဂျင်နီယာကျိုးဆောင်လုပ်တဲ့ဒိုင်းရဲ့အမေရိကကုမ္ပဏီကဝန်ထမ်းရှောက်လာပြီးဝင်းဂိတ်တကားမပေးလို့စကားများရာနဲ့သူတို့မှာအော်တိုရဲ့စီးမတ်တန်ပါတဲ့နှလုံးရောဂါအကြောင်းချက်လက်တွေရှိနေကြောင်းပြောမိသွားပါတယ်။အော်တိုကရမ်းစိတ်တည်ပြီးနှလုံးရောဂါထလာတယ်။မာရီဆိုကကုညီချင်နေနဲ့အော်တိုကတကားပိတ်ထားပြီးဖွင့်ပေးပါပြီ။အော်တိုကသူ့အလုပ်လုပ်ဖို့တင်ထားတဲ့တနက်ကိုထုတ်ယူလိုက်တဲ့အချိန်နိုင်ငံကရေတကုံမှတ်တရအုပ်ဖို့မြင်ပြီးအတိတ်ကိုပြန်ပြီးရမိလာတယ်။ကြောင်လေးကတော့အော်တိုကိုလိုက်ကြည့်နေပါတယ်။တိတ်ကဆိုညာကို6ရက်ရှိနေချိန်မှာနှစ်ယောက်ကနိုင်ငံကရေတကုံကနေဘတ်စနဲ့ပြန်လာခဲ့ကြတယ်။လမ်းမှာပြင်းထန်နေခြင်းတော့တဆန်းကိုဖြစ်သွားပါတယ်။အဲ့ဒီမှာတော့တဆန်းမျိုးကြောင့်ဆိုညာကအပိုင်းပြေသွားပြီးအချိန်ထဲမှာပဲဗိုက်ထရက်ကလေးကိုဆင်းရှင်းနေပါတယ်။ပြေကတကားဖောက်တန်ကြားလိုက်ပါတယ်။လန့်သွားပြီးတနက်မတော်တဆဖြစ်နေလို့နဲ့ကြည်စံကသူ့မျက်နှာကိုလွှဲသွားပါတယ်။တကားဖွင့်ကြည့်တော့မာကွန်ဖြစ်နေပါတယ်။မာကွန်ကသူ့ဖေကသူ့ကိုအိမ်ကနှင်ထုတ်လိုက်ကြောင်းပြောပြီးအော်တိုအိမ်မှာခဏနေဖို့တောင်းပါတယ်။အော်တိုတယောက်ဒီနေ့တော့မိမိကယ်ဆယ်ရေးလုပ်လိုက်ရတယ်မှာ။နောက်တစ်နေ့မနေ့မာကွန်ကမနေ့စာချက်ပြီးအော်တိုနဲ့အတူရက်ွက်ထဲလှည့်ကြည့်ကြပါတယ်။အော်တိုရဲ့ဘဝကတဖြည်းဖြည်းနဲ့ပြောင်းလဲလာနေချိန်မှာရက်ွက်ထဲမှာပြဿနာကြီးတစ်ခုပေါ်လာပါတယ်။လူငယ်နဲ့အမြဲတမ်းကိုအိမ်ကနေဝင်ထုတ်ဖို့ဂျိုင်းရဲ့အမေရိကဆိုတဲ့ကုမ္ပဏီကလာရောက်ဖိအားပေးနေပါတယ်။အကြောင်းကတော့အမြဲတမ်းမှာပါကင်ဆန်ရောဂါရှိနေပြီးသူတို့ရဲ့သားခရစ်ကလည်းအိမ်ရောက်မှုသဘောတူထားရဆိုပြီးတော့ပြင်နေထားတာ။ပုံစံပြီးဖြစ်တဲ့ကောင်ဖြစ်တဲ့အော်တိုကမာရီဆိုစီကဖုန်းလာတဲ့အခါမှာမာရီဆိုကအရင်တစ်ခါသူ့ကိုအော်ခဲ့ရတယ်စိတ်ကူအောင်လုပ်ခဲ့ရတော့စိတ်ဆိုးပြီးမနာပါဘူး။သူကပထမဆုံးအချိန်ကိုတောင်းနေပြီးဆိုညာနောက်လိုက်ဖို့အချိန်ကြီးပြီးသွားတဲ့ကောင်မျိုးတိတ်ကကြုံရရတယ်လို့ပြောပြနေတယ်နော်။မာရီဆိုကနားလိုက်တော့ပြီးဖုန်းကိုမှတ်ပြီးအော်တိုဖုန်းဆက်လိုက်တဲ့သူကတော့သတင်းထောက်ရှယ်ရီဖြစ်ပါတယ်။ဒါရဲ့အမေရိကကုမ္ပဏီတွေနဲ့လုံခြုံရေးတွေရှောင်လာပြီးလူတွေနဲ့အန်တီတာကိုအတင်းနဲ့ထုတ်ပြီးကြိုးစားကြပါတယ်။ကုမ္ပဏီကလူတွေနဲ့အန်တီတာကိုဒီမှမဆောင်ရှောင်နိုင်ဘူးလို့ပြောရချင်တယ်။ရှင်တွေကကျွန်တော်ဆောင်ရှောင်မယ်လို့ရှင်းထုတ်ပြောတယ်။ရှယ်ရီနဲ့သတင်းအဖွဲ့တွေရောက်လာပြီးကုမ္ပဏီကလူတွေရဲ့စီးမတန်ကိုတရားဝင်ရယူထားရမယ်။အမှန်တကယ်ပြောဆိုထားတာတွေကိုလူများရှင်ဖော်ထုတ်လိုက်ပါတယ်။အဆုံးမှာကုမ္ပဏီကမသက်သာတော့ပဲပြန်စစ်ပါတယ်။အော်ဒီမှာရုပ်တရက်နှလုံးရောဂါထားပြီးလေးကြတော့တယ်။ဆေးရုံကမာရီဆိုကအော်ဒီရဲ့အကြီးပေါ်ဆက်ရမယ်ဆိုမျိုးဖြစ်စီးရင်တင်တယ်။ဆရာဝန်ကကိုယ်စိတ်ကိုအော်ဒီမှာနှလုံးကြီးရဲ့ရောဂါရှိတာရှင်းပြတဲ့အခါမှာမာရီဆိုကမထိန်နိုင်ဘူးထယူပါတယ်။အဲ့ဒီချိန်မှာပဲအကြီးလည်းနေတဲ့မာရီဆိုဒီခွာဖို့ဗိုက်ဆန်လာပြီးတားလေးမာကိုကိုမေးခွာခဲ့တယ်။မာကိုအတွက်ကွန်ပျူတာနေမှာအော်ဒီကကလေးအိယာလေးတစ်လုံးကိုဆောင်ပေးပါတယ်။အဲ့ဒီအိယာဟာတားလေးတဲ့ရည်ရွယ်ပြီးအရင်ကပြုလုပ်ခဲ့တဲ့အိယာဖြစ်ပါတယ်။အခုတော့ဒီအိယာဟာမာကိုလေးအတွက်ဖြစ်သွားပါတယ်။အော်ဒီကကလေး၃ယောက်ကိုထိန်းသွားပါပြီ။မာရီဆိုတို့မိသားစုဆွေညာစီခေါ်သွားပြီးမိတ်ဆက်ပေးပါတယ်။ဒီလိုနဲ့နှစ်အနည်းငယ်ကြာသွားပါတယ်။အော်ဒီရဲ့နှလုံးဟာလည်းတနေ့တခြားပူကြည့်လာရမှာအမှန်ပါပဲ။ဒီရက်မှာတော့အော်ဒီကမာကွန်ကိုသူ့ကားကိုလက်ဆောင်ပေးလိုက်ပါတယ်။သူကိုယ်တိုင်လည်းရှယ်ဗီကားတွေ့ရပြီးမာရီဆိုနဲ့ကလေးတွေကိုမုန်းဆိုင်ကိုမကြာခဏခေါ်သွားပါတယ်။တစ်ချိန်ကတယောက်တည်းနေခြင်းခဲ့တဲ့အော်ဒီကမိသားစုဝင်အစ်တင်ကိုပြောတတ်လာပါတယ်။နှင်းချတဲ့မနက်ခင်းတစ်ခုမှာတော်မီကအော်တိုဒီနေ့အိမ်ရှိနှင်းမရှင်းသေးတာကိုသတိထားမိသွားပါတယ်။စိတ်ပူပြီးတော်မီနဲ့မာရီဆိုအော်တိုအိမ်ကိုသွားကြပါတယ်
အိမ်ထဲဝင်ကြည့်တော့အော်တိုဟာအိမ်ရပေါ်မှာငင်းငင်းချမ်းချမ်းပုံနေနေရှိပါတယ်။ဒီချန်ထားခဲ့တဲ့ဇာတ်ရဲမှာအော်တိုကသူ့ရဲ့တည်ဆဲမှုဟာတဘာဝအတိုင်းဖြစ်ကြောင်းသူ့အိမ်အပေါင်းကိုပိုင်ဆိုင်မှုတွေနဲ့အကြောင်းရင်းကိုမာရီဆိုမိသားစုတို့ချန်ထားခဲ့ကြောင်းရေးဆိုပြီးဇာတ်ရဲအစုံမှာတော့နောက်ဆုံးစကားတစ်ခုဖြစ်တိုဘီယိုရှက်ဖီကားမောင်းခိုင်းလို့ရေးထားထားပါတယ်။မာရီဆိုကစာဖတ်ပြီးမှုရကြရင်ပြုံးနေတယ်။အပြင်မှာအမြဲတမ်းဒေါသကြီးပြီးကျင်းမာနေခဲ့တဲ့အော်တိုဟာအတွင်းစိတ်မှာတော့နှလုံးသားအလုံးကြီးမှုနဲ့လုံအောင်တရားဖြစ်နေခဲ့ပါတယ်။ဝမ်းနည်းမှုဆုံးရှုံးမှုကြီးကျယ်မှုတွေကိုရင်ဆိုင်ခဲ့ရတဲ့ခုစိတ်တူကြီးအော်တိုဟာအင်းကြီးစုမျိုးထိဆိုင်နေကြဘဝမှာနောက်တစ်ချိန်ပြန်လို့ရှင်ပြန်ဖြစ်ခဲ့ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။